မင်္ဂလာဒီနေ့ကကြတော့ဘယ်လာကအရေးရအောင်လုပ်နည်းရယ်တခြားအလုပ်နည်းအကုန်လုံးကိုပြောပြမှာဖြစ်ပါတယ်ဆိုတော့လိုက်ကြည့်ပေးကြပါဦးအော်မပြောခင်လေးဒီလား like and subscribe လေးပဲလုပ်ခဲ့ပါဦးအင်းဆုံး share ပေါ့နော် share ပေါ့နော်အရေးလို့လေးပြောပြမှာပေါ့နော်အရင်ဆုံး menu လေးပါပြီးတော့လို့ရှိရင်တော့ sister setting မှာဒီမှာ share လေးကိုအမှန်တကယ်နဲ့လုပ်လိုက်ပါဒါဆိုရင်ဘယ်တော့အရေးကလေးပေါ်လာမှာဖြစ်ပါရဲ့ဒီမှာပါဒီမှာရေးပေါ်ပေါ့နော်ပြီးတော့လို့ရှိရင်နောက်တစ်ခုပြောပြမှာဆိုတော့လေဒီလားထူးဆန်းလာလေးပြောပြမှာဖြစ်ပါရဲ့ဆိုတော့ထူးဆန်းလာလေးကဘာလေးလဲ6ထားစရာကြီးလားဒါမှမဟုတ်တခြားပေါ့နော်ပျော်ဖို့ကောင်းတဲ့ဟာလေးလားဒါမျိုးအိမ်ဆောင်ကြီးလေးလားပြောပြမယ်ပေါ့နော်အခုကအရင်ဆုံးပေါ့နော်ဘာထူးဆန်းလာလဲဆိုတော့ပြောပြမယ်မဘာစမင်းလေးစီးပြီးတော့လေဒီလားအရင်ဆုံးဖယ်သွားမယ်ဆိုတာ police station တောင်းမယ်ပေါ့နော် police station ဒီနီနာလေးတွားချင်နေဆိုရင်တော့ဒီ cherry cat cafe ရှိရဲ့လမ်းလေးတွေဝင်လိုက်ဒါဆိုရင်မှာပါ police station ပေါ့နော်ညနေကနေတွားရင်တော့ပုံမြင်တာပေါ့နော်ကဲဆိုတော့ဘာလို့လဲဆိုတော့ဒီမှာပေါ့နော်ဒီမှာပါကြောက်စရာကြီးပေါ့နော်ဒါကကြရရာဆိုမှုရေပေါ့နော်အဲ့ဒါလေးကိုပုံကြီးပြတာပေါ့နော်သူကတခိုးတော့ပါပဲပေါ့နော်အဲ့လိုလေးပေါ့ဒီအဖွားကြီးရေလို့ရှိရင်ဒီမှာကြရလေဒီအဖူးကြီးတစ်ယောက်ရေလို့ရှိရင်ကောင်းလေးတစ်ယောက်ရေပေါ့နော်တွေ့ရေပေါ့နော်ဆိုတော့အဲ့ဒါကဘာလဲဘယ်သူပုံကြီးလဲပြောပြမှာလားဆိုတော့အရင်ဆုံးဘာလို့မှလဲဆိုတော့လေဒီက school လေးကိုတောင်းမယ်ပေါ့နော်နည်းနည်းအောင်ကြောက်လာပြီဒီလားပြောနေနေလေဒီလားအဲ့လို software skill မှာထူးဆန်းတာလေးအများကြီးရှိရပေါ့နော်တကယ်ကိုလေးကြောက်ဖို့ကောင်းတယ်ဒီလားတချို့နေရာတွေကျတော့အဲ့လိုလန်ကုန်ရဲမှာဟို jacket တွေတွေ့ရတယ်အဲ့မျိုးဟာဂျိုသားတွေတွေ့ရ UFO တွေတွေ့ရပေါ့နော်အဲ့ဒါတွေကတော်တော်လေးကိုကြောက်ဖို့ကောင်းတယ်ပေါ့နော်အဲ့ဟာစော့နေနေလေဒီလားတယောက်တည်းစော့နေနေလေတကယ်ကိုကြောက်လာရပါ school ကိုတောင်းပါမယ်သူကညာဘက်အချိန်ပြောင်းပြီးရော school မှာလည်းတော်လေးကိုတွေ့ရတယ်ပေါ့နော်ပြောပြမယ်ဟာ okay အဲ့ကြောင်အုပ်ဆရာကြီးပေါ့နော်ကျောင်းဆရာကြီးပြလိုက်ပေါ့နော်သူ့ကိုအရင်ဆုံး talk နေရာမှာ information ပေါ့နော်အဲ့ဒါလေးနှိပ်လိုက်ပါသူကကြတော့ဘာလဲခန့်okay ခန့်နေ okay you should stay away from Yakuza office တဲ့အဲ့လိုပြောရပေါ့နော်အဲ့ဒါကျဘလို့ပေါ့နော်မြန်မာလိုဘာသာပြန်ကြည့်မယ်ဟာ you should stay ပေါ့နော်away from Yakuza office ဆိုတာပေါ့နော် Yakuza office ဆိုတာကျတော့ဒီနေရာပါဒီမှာပေါ့နော် menu တွေနှိပ်လိုက်ပေါ့နော်ရတယ် menu တွေနှိပ်လိုက်ဒီမှာဒီ Yakuza office ပေါ့နော် Yakuza office ကိုတွားရမယ်ပေါ့နော်ဒီနေရာပေါ့နော်ဒီ Yakuza ရှိတဲ့နေရာပါတကယ်ပေါ့နော်တကယ်ကိုလေးပြရဘူးလဲဆိုတော့ခစားချက်ကြီးကနည်းနည်းမကောင်းဟာ what worry okay သွားပြီသူတည်သွားဆိုတော့system site ထဲမှာရောက်စားကိုဟိုကဒါဆိုရင်တိုးရမရှိအောင်မှာပါရမရှိအောင်ပါတကယ်ကိုလေးဒီလားဘာလဲဆိုတော့လေအေးပြန်သွား excuse me ဟုတ်ဆရာကြီးဘာလို့ဟုတ်မှာတယ်လေးပေါ့သူကလေဒီလား talk လုပ်ရလို့ရှိရင်အဲ့လိုရောက်ကြ office နဲ့ဝေးရဲ့နေရာမှာနေလို့ပြောတာဟာသူကဆိုတော့နောက်တစ်ခုပြောပြမှာပဲဒီเจ้าကြီးရဲ့လောက်ရရုံနဲ့ပြတော့ပါဒီဟာရတိရလေဒီလားဘယ်လောက်ကြာပြီလဲဆို2လလောက်တော့ကြာပြီထင်တယ်ဟာမရှိဘူး။အော်พี่ရစနေသွားလာမသိ။ပြမယ်။ဒီလား။လာခဲ့ဒီမှာဒါကကျစီလာ။ Okay ဒီမှာပါဒါကဆရာမကြီးအစည်းအဝေးလုပ်တဲ့အခန်းလေးဖြစ်ပါတယ်။ဆိုတော့ဒီမှာပါဒီအခန်းလေးပေါ့နော်။လုံးဝဝင်လို့မရပါဘူး။ဘယ်လိုပဲလုပ်လို့ဝင်လို့မရဘူးပြမယ်။ Proof scale ဝင်ပို့ရှင်
furniture နဲ့ကိုရှင်ဒီရလေးပေါ့ fresh ဒီကဘလို့အတတ်ထားတယ်မသိဘူး okay sleep လုပ်လိုက်ပါမကြည့်လိုက်ဒါကတော့ရုံးမှာပေါ့နော်ဒီမှာပါကိုရှင်ပုံနေလေးပြထားတဲ့ app ဘယ်သူလေးလဲမသိဘူးပါဒီမှာကြည့်တကယ်ကိုလေခက်နေရောခက်နည်းတော့ကြောက်လာပြီဒီပုံကဘယ်လိုလဲဒါကစဉ်းစားနေရပဲနော်ကျောင်းကြီးကိုတွတ်သွားတဲ့သူတွေလားဟမ်ဒါကလို့ပြဒီသူကဘယ်သူနဲ့တူခက်လို့ပြမယ်သူကသွားလိုက်နော်ပြမယ်အခုတော့တွေ့တတိထားမိရောဒီဘွားနဲ့တူရနော်ဒီမှာဒီဘွားနဲ့ခုနကကျောင်းကြီးရုံးခန်းနဲ့အဲ့ပုံနဲ့ oh my god ကြောက်စရာကြီးနော်ကြောက်လာပြီဆိုတော့ကြောက်လာမယ်ဆိုတော့တကယ်ကိုလေစဉ်းစားစရာပဲသိတာ okay so တကယ်ကိုစဉ်းစားစရာပဲကျွန်တော်သိတာဆိုတော့နောက်ခုပြောပြမှာမယ်နောက်ခုကကြတော့ဒါကကျတော့ထူးခြားတာလေးပြောပြမှာပေါ့နော်ဒါနှစ်ခုပြီးသွားဖတ်2ကကြတော့အခုပြောပြတာတစ်ခုနဲ့ပြီးသွားပြီဆိုစကားမောင်းနေ sorry ပါနော်ဒီဗီဒီယိုလေးမှာလေတိတ်တော့မကျွမ်းနေဘူးဟာအရင်ဆုံးဘယ်ကိုသွားပြမှာလဲဆိုတော့ထူးခြားတာလေးပြောပြမယ်ဆိုတော့ပြီးသွားပြီပေါ့နော်ဆိုတော့အရင်ဆုံးပေါ့နော်ဘယ်နေရာလေးသွားပြမှာလဲဆိုတော့instrument park ကိုပေါ့ခဏနေအောင်နော်ဒီမှာဒီဟာလေးပေါ့နော်ဟိုဗီဒီယိုမှာလည်းဒီဟာကိုပေါ့နော်နံပါတ်1ဝတ်တာပေါ့နော်အခုကကျနံပါတ်2လေးပြရဆိုတော့အရင်ဆုံး instrument park ကိုသွားလိုက်မယ် okay သွားပြီးလို့ရှိရင်နော်ဟိုဘက်ချမ်းပေါ့နော်အဲ့မှာအဲ့ castle ကြီးကိုကြော်ဖြတ်သွားပေါ့နော်ဒါ castle လားတော့မသိဘူးဟာအဆောင်တစ်ခုတော့တစ်ခုပဲ okay အိတ်ထဲကိုရမဝင်ပေါ့နော်နည်းနည်းတော့ဖြစ်တယ်အိတ်ထဲလည်းမဝင်ပါဘူးကဲမရောက်ပါဘူးနီးနော်အခုဒါလေးကကျတော့တိရလေတိလားဂျားထဲမှာနည်းနည်းမတိသွားရလေးရှိရယ်မှန်ရောပေါ့နော်အခုကကျတော့လေပြန်ပြီးဟာလေ့ကျင့်ထားတာလေโอเคဒီကချက်ဒီလေးလည်းရှိရယ်တကယ်ကိုလေးတိလားလုံးဝဟာ relaxing ဖြစ်တယ်ပေါ့နော်ဒီအဆောက်မှတ်ထားကြရနော် instrument ထားတယ်တော့လို့ရှိရင်ဒီအဆောက်အုံကိုကြော်ဖြတ်သွားတာဒါဆိုရင်ဒီနေရာလေးကိုတွေ့မှာပါဒါလုံးဝကိုလေးတရားစမ်းမကြလို့ရှိရင်လေတကယ်ကိုအပန်းဖြေစရာကောင်းတဲ့နေရာလေးကိုပြောရမယ်ပေါ့နော်ဒါလေးကကျတော့ရေလွှာဆောစီရဲ့အပေါက်လေးကိုလိုက်ရှာနေရပါโอเคဒီလိုဟာ Sakura School လေးရကြတယ်လေတကယ်ကိုလေဒီလားအရင်ခင်းနေတဲ့အများကြီးကိုလေဒီလားစိတ်ဝင်စားဖို့ကောင်းတယ်ဒီလားဆိုတော့ဘယ်နေရာလဲအပေါ်ဆုံးဟုတ်မှန်ပါโอเคတွေ့ပြီရေလာဆောစီရတကယ်ကိုလေဒီလားပန်းဖြူကိုကောင်းတဲ့နေရာလေးဒီလားဒါလေးကကျတော့တိတာကျ3လလောက်ကြာပြီထင်တယ်ဒီလားဂျိုင်းမှာလေဒီလားမမှတ်မိတော့တာရှိရဟာတခြားလိုမျိုးရောက်စားနေရရဲတွားနေရပြေးတယ်ဆိုရင်လေဒီလားဒီလိုနေရာလေးကိုတွားလိုက်ပါဆိုတော့အရင်ဆုံးဒီမှာ action 6တဲ့okay action 6ကဲတွားကြမယ် oh my gosh တကယ်ကိုလေဒီလားမိုက်တယ်ဒါရနည်းနည်းတိရပေါ့ကြာပြီပေါ့နော်3လဆိုတော့လေ oh my god မိုက်တယ်တခြားခင်းနေတယ်လေဒီလားမိုက်တယ် oh my gosh oh တကယ်ကိုလေဒီလားလုံး relaxing ဖြစ်တယ်ဟာ okay နောက်တစ်ခုကကြတော့ဒီမှာရေကူလေးတက်ကြည့်ကြမယ်ရေခိရလေးဒီလားအဲ့လိုပြင်းသွားပြီဆိုရင်လေokay ခါတော့သူ့အနောက်ကိုလိုက်မှဖြစ်မယ် okay oh my god ဒါလေးကကျတော့သူကကျတော့လေငါးပုံစံလေးလုပ်ပေးထားတာဟာမိုက်တယ်
ဒီခစားချက်တွေလေခစားတကယ်ခစားနေရတယ်လို့ပဲပြရမောင်ဝကိုလေမိုက်တယ်ဒီနေရာလေးကဆိုတိရတဲ့ဘလို့တိရလဲဆိုတာလေ instrument ဖောက်ကိုတွားပြီးဟာအဆောင်ကိုဖြတ်အော်ဒီဟာကြီးကဘာကြီးမလဲ6ချမ်းစရာကြီးလားပါလေဟာအဲ့လိုဆိုပြီးဒီမှာဒီနေရာလေးကိုတွေ့ရဟာ oh my god ဘလို့လဲဟာနော်တဲတောင်ထဲမှာလာဖွင့်ထားတော့ဟာပို့ပြီးတော့မိုက်ရပေါ့နော်ဒီ Sakura School ကကြတော့လေ school တွေမဟုတ်ဘူးနော်တခြားဟာလေးပါပါတယ် oh my god ဒါကြဘူးရဖျားရ oh my god အဲ့တော့ကြပါပြီဘာနေလဲတကယ်ကိုဂူကြီးတွေရောက်ရမှာဘာပဲဖြစ်ဖြစ်ဘယ်လားဆရာရောဖြစ်တယ်โอ้ဆိုတော့နောက်တစ်ခုစီးပြအောင်မယ်ဒီဟာလေးပြီးသွားရင်ပေါ့နော်ဆိုတော့ဒါလေးပြီးသွားရင်ထားလိုက်ပါတော့နော်ဒီနေ့ပြီးမှုကောင်းတယ်အဲ့ဒါကျတော့စီးရတခြားဟာလေးစီးပြီမယ်ဒါကျတော့တခြားလေးတွေပါလေးဖြတ်ရတခြားပါရှိသေးတယ်တက်ကြည့်လိုက်အောင်လေအများကြီးပေါ့နော်သူစီးကြရလဲအများကြီးပါတယ်ဒီတကုံလေးလည်းပါတယ်ပို့ရှင်ခါဆက်လေးပါထည့်ပေးထားသေးတယ်သူကကျတော့ဒီလိုရှော့စီကိုပို့ပြီးကြိုက်တယ်ဟာဒီထဲမှာဆိုရင်တော့လေစီးကြဆိုရင်တော့လေဒါကြီးကသူ့ပါတော့ဟာလေအိုးသူကအလားစင်လေးထားလေးဒီ instrument ဖောက်ထဲကအိမ်ဝုန်းဝုန်းနေလားမသိဘူးဒါကတော့ဒါမှမဟုတ်လေအဲ့လို please ကိုတွားလို့ရှိရင်လေ robot ဖားရလေအဲ့ robot လားစဉ်းစားရမယ်နော်တကယ်လဲလေဒီလားဘယ်လိုလဲဆိုတော့လေလုံးဝဟာ Sakura School မှာကျတော့ဟာထူးဆန်းတာရဲ့အပြင်အများကြီးပါသေးရဲ့ဟာသူ့ရှုံးလားဟောတိုင်းတော့ခုနဒီလို short တီဆိုတခြားဟာလေးစီးချင်တယ်သူကစီးရဆိုတော့ပါလားချမ်းပါသေးဘူးလားအရင်တော့ကြည့်ရကြပါရဟာအခုကျဘယ်လိုလဲဟာလမ်းနေပါပြောက်ခုသူကကျတော့ဖေးညာဖွင့်ထားလဲဆိုတော့ instrument park ရဲ့အနားလေးမှာပဲဖွင့်ထားတာပေါ့နော်ဆိုတော့တကယ်ကိုအပန်းဖြေစရာလေးပေါ့နော်ဒီနားလေးမှာအပေါ်ဆုံးကိုတွားလဲလို့ရှိရင်ဟာဒီဟာကြီးတွေ့ရအဲ့ဒါကြီးကတကယ်ကိုထိခိုက်နေပြီကဒါမီးနေရလားအဲ့လေဟာခုနမီးမုတ်တော့ကြည့်လိုက်ပါရဲ့အဲ့လိုဘူးလားဒါပဲတကယ်ကိုကြည့်လိုက်ပြီဒါကမထိခိုက်အမလေးတကယ်ကြီးဟာအမလေးတကယ်ထိခိုက်နေရတာအဲ့နားရုံသွားလို့ရှိရင်လေနေတတိထားပါလို့ပြောချင်တယ်ဘာလို့လဲဆိုတော့အဲ့အရင်နဲ့ခဏထိခိုက်ပြီးတော့အပေါ်ဆုံးကိုသွားလို့ရှိရင်တော့လုံးဝအတန်းဖိတ်စရာလေးတော့လုံးဝဟာအသေးပုံအိမ်ကြီးသွားပြပါလားဆိုရယ်ပေါ့တခုပြောမယ်ယူရိုတော့လဲကြာကျူအိမ်လို့ဖို့လေအဲ့လိုလေးလုံးချင်တော့ကောမန့်မှာလည်းအများကြီးမှတ်နေထားပါလို့ပြောချင်တယ်နော်တိလားသူမဲ့ဆိုလို့ကျူအိမ်လုံးနေရလုံးဝကိုမိုက်တယ်ဟာအဲ့လိုဟာယူရိုအတွက်အဲ့လိုမျိုးကြည့်နေတူရဲ့အတွက်ပေါ့နော် view ကလည်း1k ဖြစ်သွားပြီပေါ့နော်အခုနဲ့ဆိုရင်တော့ဆိုတော့အဲ့ဒါလေးကယူရိုအတွက်ပေါ့နော်ယူရိုအတွက်ဒီလိုကျူအိမ်လေးလုပ်ပြီးပေါ့နော်အမေအဖြစ်လေးလုပ်ချင်လို့ပါလို့ကျူအိမ်ဆိုတာပါလို့ပြောတော့တော်ရမယ်ဒီမှာတွေ့ပြီနောက်တစ်ခုစီးရဟာကျူအိမ်လေးဆိုရင်ဟိုဟာနေရလူပေါ့နော်ဒီinfluencer တယောက်ရဲ့ဟိုမေးမှုပေါ့နော်မေးတဲ့ဟာလေးကိုပြန်ဖြေပြရပေါ့နော်ရှောက်ပြောမိပြန်ပြီအမမောင်လည်း sorry ပါနော်အဲ့တော့မိုက်တယ်တကယ်သူကဒီလိုလဲပါတယ်ဒီလိုလဲဖြေ okay မိုက်တယ်ဒီညလေးကိုလာလဲပို့တော့လေအကြံပေးချင်တယ်ဒီလား okay ဆိုတော့